ကိုပိုကိုကယ်တင်ခဲ့တဲ့အောင်ရတနာငါးဖမ်းသင်းမောပေါ်မှာတကောင်ရံအချိန်ရောက်တဲ့အခါကြောက်မက်ဖွယ်ရာအော်ဟစ်တန်တွေထွက်ပေါ်လာတယ်။ကိုပိုဟာလူသားစားခြင်းတဲ့အစိတ်တန်ကိုမအောင်နိုင်တော့ပဲသူ့ကိုပြုစုပေးနေတဲ့လူငယ်လေးတယောက်ရဲ့လယ်ပင်ကိုအစိမ့်လိုက်ကိုက်ဖြတ်လိုက်တယ်။သူ့ရဲ့မျက်လုံးတွေကအဖြူရောင်ပြောင်းနေပြီးအားရင်တွေကလည်းတာမန်လူထက်ငါးဆမကတမာနေခဲ့တယ်။ကိုပိုဟာအသိစိတ်တစ်ချက်ပြန်ဝင်လာချိန်မှာသူလှုပ်ခဲ့တဲ့လှုပ်ရက်ကိုကြည့်ပြီးထိတ်လန့်သွားတယ်။ဒါပေမဲ့ဘိုက်ထဲကစာလောင်မှုကပိုပြင်းထန်လာတယ်။သူဟာတင်းမောပေါ်ကကျန်တဲ့လူ6ယောက်လုံးကိုတယောက်ပြီးတယောက်အမှောင်ထဲမှာချောင်းမြောင်းတက်ဖြတ်ပြီးအလောင်းတွေကိုပင်လယ်ထဲပစ်ချခဲ့တယ်။တင်းမောကြီးကတော့အလိုလိုမောင်းနှင်စနစ်နဲ့ကိုကိုရဲ့ဇာတိတန်ငါရွာလေးစီကိုဥတီနေပါတော့တယ်။မိုးလေးနဲ့အခါတင်းမောကရွာကန်းခြေမှာစိုက်ကပ်သွားတယ်။ကိုကိုဟာပုံမှန်လူတယောက်လိုဟန်ဆောင်ပြီးတင်းမောပေါ်ကဆင်းလာခဲ့တယ်။ရွာသားတွေကကိုကိုပြန်လာပြီးဟစ်ဆိုပြီးဝိုင်းအောင်လာကြပေမဲ့ကိုကိုကတော့ဘသူ့ကိုမှစကားမပြောဘဲသူ့အိမ်ကိုပဲတန်းပြန်သွားခဲ့တယ်။သူ့ရဲ့မျက်နှာကဖြူဖြော့နေပြီးတကူလုံးမှာပုတ်စော်နံတဲ့အနံ့တွေထွက်နေတာကိုရွာသားအချို့သတိထားမိလိုက်ကြတယ်။ကိုကိုအိမ်ရောက်ပြီးပထမဆုံးညမှာပဲသူ့အိမ်ကမွေးထားတဲ့ခွေးနှစ်ကောင်နဲ့ကြက်တွေအကုန်ပျောက်သွားတယ်။နောက်ရက်မနက်မှာတော့အိမ်နောက်ဖေးခြုံထဲမှာခွေးရိုးစုတွေနဲ့ကြက်မွေးတွေကိုသွေးအိမ်ထဲမှာတွေ့ရတယ်။ကိုကိုကတော့တောခွေးတွေလာစားတာဖြစ်မှာပါလို့အေးအေးဆေးဆေးပဲပြောနေခဲ့တယ်။ဒါပေမဲ့သူ့ရဲ့သွားတွေကြားမှာအသားစားတွေညှက်နေတာကိုဘယ်သူမှမမြင်ခဲ့ကြဘူး။ရွာထဲကကလေးတယောက်နဲ့မိန်းမပြိုတယောက်ပျောက်သွားတဲ့အခါမှာတော့ရွာတရွာလုံးထိတ်လန့်သွားကြပြီးကိုကိုရဲ့အိမ်သားကိုဖျက်သွားတဲ့သူတိုင်းဟာအိမ်ထဲကနေဂုတ်ဆိုတဲ့ထူးဆန်းတဲ့အတန်တွေနဲ့အယိုးကိုက်ဝါးတန်တွေကိုကြားနေရတယ်။ကိုကိုရဲ့အိမ်တကားတွေကလည်းအမြဲပိတ်ထားပြီးသတင်းပေါက်တွေကနေအနက်ရောင်အငွေ့တွေထွက်နေတာကိုတွေ့ရတယ်။ကိုကိုဟာအခုဆိုရင်လူစကားကိုလုံးဝမပြောတော့ပဲတားရဲတကောင်လိုလေးဘက်ထောက်သွားလာနေပြီးသူ့ရဲ့ခန္ဓာကိုယ်မှာလည်းကျွန်းပေါ်ကလူရိုင်းတွေလိုပဲအဖြူရောင်အစင်းကြောင်းတွေပေါ်လာတယ်။သူဟာညဘက်ဆိုရင်ရွာပြင်ကတင်းချိုင်းနားမှာအသေးကောင်တွေကိုတူးပေါ်စားတောက်တဲ့အထိယူသွတ်လာပါတော့တယ်။ရွာသားတွေကကိုကိုတန်တရားဝင်ပြီးအိမ်ကိုဝိုင်းအောင်လာကြတယ်။အဲ့ဒီအချိန်မှာလူအုပ်ကြားထဲကနေအနက်ရောင်ဝတ်စုံဝတ်ထားပြီးလက်ထဲမှာကျိန်လုံးနဲ့အင်းချက်တွေကင်ထားတဲ့ဆရာကြီးဦးမြဆိုသူပေါ်လာတယ်။ဆရာကြီးကဖဲကြဒီလူထဲမှာလူစိတ်ရှိတော့တာမဟုတ်ဘူးဝိညာဉ်ကျွန်းကနှဆိုးဝင်ပူးနေတာလို့ဟိန်းဟောက်လိုက်တယ်။ကိုဟာအိမ်တကားကိုဝုန်းကနေရိုက်ခွဲပြီးထွက်လာတယ်။သူ့ရဲ့ပုံစံကအေယာမတာရဲကြီးတကောင်လိုဖြစ်နေပြီးမျက်လုံးတွေကหนีရဲနေပြီးဆရာကြီးဦးမြကသူ့ကိုအင်းရည်တွေနဲ့ပတ်ပြီးဂါထာတွေရွတ်ဖတ်နေနေကိုဟာနာကျင်စွာနဲ့အော်ဟစ်နေပြီးသူ့ရဲ့ပါဇက်ထဲကနေအမဲရောင်အရည်တွေနဲ့အတူကျွန်းပေါ်ကမြင်ခဲ့ရတဲ့ပင်လယ်တတဝါရဲ့သားစာတွေအန်ထွက်လာတယ်။ဆရာကြီးကကိုရဲ့ရင်ဘတ်ကိုအင်းချက်နဲ့ဖိလိုက်တဲ့အခါကိုရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပိန်ချော်သွားပြီးမူလရုပ်တွင်ပြန်ဖြစ်လာတယ်။ကိုဟာတေကန်နီးမှာတတိပြန်ဝင်လာပြီးဆရာကြီးကျွန်တော်ကိုတက်လိုက်ပါကျွန်တော်ထဲမှာကျိန်စာကကူးဆက်နေပြီးကျွန်းကလူတွေလာနေပြီလို့တုံကြီးပြောပြီးအသက်ပြောက်သွားခဲ့တယ်။ကိုတကြိုပြီးနောက်ရွာမှာအေးချမ်းသွားပြီလို့အားလုံးကထင်ခဲ့ကြတယ်။ဒါပေမဲ့လပြင်းညရဲ့လရောင်အောက်မှာကိုရဲ့ရုပ်သွင်းနဲ့တူတဲ့လူပေါင်းရာချီပြီးကျွန်းပေါ်ကနေရေကူးကရွာဘက်ကိုဥတီလာနေတာကိုတွေ့လိုက်ရတယ်။